အခုမြင်နေရတဲ့တစ်သားလှေတွေကိုများသောအားဖြင့်မှုတွေနဲ့ပဲရိုက်နှက်တွဲဆက်ထားတာဖြစ်ပြီးဖွဲ့စည်းပုံကြံ့ခိုင်မှုအပိုင်းမှာတော့ဒါကဘာပြဿနာမှမရှိပါဘူး။ဒါကြောင့်မလို့လှေကိုယ်ထဲမှာရှိတဲ့ကြားပေါက်တော်တော်များများကိုတစ်သားပြားလေးတွေထိုးထည့်ပြီးမှုနဲ့ရိုက်ပိတ်လိုက်ရုံနဲ့တင်လုံလောက်နေတာပါ။ရှေးခေတ်တုန်းကဆိုရင်လူတွေဟာဒီလိုတွဲဆက်ဖို့အတွက်တစ်သားဆိုတွေကိုတော့အသုံးပြုခဲ့ကြပါသေးတယ်။ဒါပေမဲ့အသေးချာအနီးကပ်ကြည့်လိုက်မယ်ဆိုရင်တော့တစ်သားပြားတွေကြားမှာတိတိတသားကိုဟနေတဲ့ကြားပေါက်တွေကိုမြင်တွေ့ရမှာပါ။ဒါဆိုရင်တစ်သားလှေတွေတဲကိုရေမဝင်အောင်သူတို့ကဘလို့နီးလန့်နေနဲ့လှုပ်ဆောင်ခဲ့ကြတာလဲ။ကျွန်တော်တို့အားလုံးသိထားကြတဲ့ဝိုင်းထဲတဲ့အုပ်တစ်သားစီပိုင်းတွေမှာဆိုရင်တစ်သားတွေကိုပျော်ပြောင်းသွားအောင်အပူပေးတာဒါမှမဟုတ်မီးမြိုက်တာမျိုးလုပ်ပြီးမှဖိအားပြင်းပြင်းနဲ့ကြိုးတွေတုံးပြီးတင်းကျပ်အောင်လုပ်ကြပါတယ်။ပြီးတော့မှတန်ခွင်းတွေနဲ့နောက်ဆုံးအဆင့်အခိုင်အမာပတ်လဲပိတ်ဆို့ချီနှောင်လိုက်တာပါ။တစ်သားလှေတွေကိုမီးနဲ့အပူပေးတာမျိုးရှိပေမဲ့ဒါဟာပြင်ချက်တွေကိုပုံဖော်ဖို့အတွက်ပဲဖြစ်ပါတယ်။လှေကြားကအပေါက်တွေကိုတော့မီးနဲ့ပိတ်လို့မရနိုင်ပါဘူး။ဒါကြောင့်မလို့ရှေးခေတ်ကတော်လှတဲ့လက်မှုပညာရှင်တွေဟာဂွန်းတို့ရှော်မြင်တို့နဲ့တခြားပစ္စည်းတွေကိုလှေရဲ့အဆက်ကြောင်းတွေကိုထိုးထည့်ခဲ့ကြပါတယ်။ပြီးတဲ့နောက်မှာတော့ရေမယိုစိတ်အောင်ကတ်တရားဒါမှမဟုတ်တန်းအော်တွေကိုတုပ်လိမ့်ပြီးအပေါက်တွေကိုပိတ်ဆို့ခဲ့ကြတာပါ။တချို့သောအောက်ခြေပြားတဲ့လှေငယ်လေးတွေကိုတော့တစ်ပင်ကြီးတွေကနေဓာတ်ရိုက်ထွင်းထုပြီးပြုလုပ်ထားတာကြောင့်တဘာဝအတိုင်းရေမယိုစိတ်တော့ပါဘူး။